ဆိုတော့ exercise number 7 လေးကိုဆက်လက်ပြီးတော့သွားရအောင် exercise number 7နဲ့ပေးချက်နဲ့တတိကံ PQR နဲ့တတိကံ HYE နဲ့ကိုတရံတူတယ်လို့ပေးထားပြီးသားပြီးတဲ့ခါမှာတတိကံ XYZ ရဲ့ပတ်လည်အနာကိုရှာခိုင်းတာအဲ့ဒီမှာဒီပုံကြည့်လိုက်တဲ့ခါမှာတတိကံ PQR ရဲ့တတိကံ XYZ ရဲ့ဒီမှာ PQ ရဲ့တန်ဖိုး3 QR ရဲ့တန်ဖိုး2 PR ရဲ့တန်ဖိုး2.5လို့ပေးထားတယ် Y ဒီမှာ YZ လို့ခေါ်တဲ့ ZY ရဲ့တန်ဖိုးက4လို့ပေးထားတယ်ဒီမှာဆိုတော့ရှာခိုင်းတာကဒီ XYZ တစ်ခုလုံးပေါ့ဒီ XYZ တတိကံ XYZ ရဲ့ပတ်လည်အနာကိုရှာခိုင်းတဲ့အခါမှာ XY တန်ဖိုးသိရမယ် AZ တန်ဖိုးသိရမယ်ဒီ AY ရဲ့ AZ ရဲ့ YZ ရဲ့3ခုတန်ဖိုးဒီမှာ AY YZ AZ ဒီ3ခုတန်ဖိုးပေါင်းပေးလိုက်ရင်ပတ်လည်နာရပြီပေါ့အဲဒီပုံစံလွယ်ပါတယ်ဘာကြောင့်မလွယ်တယ်လဲဆိုလို့ရှိရင် तू ကဒီတတိကံနှစ်ခုကတရံတူပြီးသားလို့ပြောရတဲ့အခါမှာတတိကံနှစ်ခုတရံတူတယ်ဆိုလိုက်ဖက်နာအချိုးတွေကိုပေးညီပြီးတော့လိုချင်တဲ့တန်ဖိုးရှာလိုက်ရပါပြီအဲဒီမှာဘာလုပ်မလဲဆိုရင်ကျွန်တော်ကနာမည်ခေါ်လိုက်မယ်တတိကံ PQR နဲ့တတိကံ AYZ တို့ तू ကတရံတူတယ်လို့ဥစ္စာမှာပေးထားတဲ့အခါမှာ AA တွေ SAS တွေအဲ့3လုံးနေနေဆိုတော့တရံတူကြောင်းပြကြမလို့တော့ဒီမှာတတိကံ PQR နဲ့တတိကံ XYZ တွေပေးချက်အရာတရံတူရဆိုရင်လိုက်ဖက်နာအချိုးတွေကောက်လို့ရတယ်အဲ့ဒါဘယ်လိုကောက်မလဲဆိုရင်ဒီမှာဆိုတော့လိုချင်တာဒီမှာ XY နဲ့ XZ တန်ဖိုးလိုချင်တဲ့အခါမှာလိုချင်တဲ့ကောင်တွေအပေါ်ထားကောက်မယ် XY ဘိုင် PQ ပေါ့ဒီမှာ XY ဘိုင် PQ ပြီးသွားတဲ့အခါမှာနောက်ထပ် YZ ဒီမှာ YZ ဘိုင် QR ပေါ့ဒီမှာဆိုတော့လိုက်ဖက်နာချိုးပြီးတဲ့အခါမှာဒီမှာ AZ ဘိုင် PR ပေါ့ AZ ဘိုင် PR ဆိုပြီးကောက်လိုက်တယ်လိုက်ဖက်နာအားကြောင့်လိုက်ဖက်နာအချိုးတွေညီတယ်လဲဆိုလို့ရှိရင်တတိကံနှစ်ခုတရံတူလို့လိုက်ဖက်နာအချိုးတွေညီတယ်အဲ့ဒါပြီးတော့တန်ဖိုးထည့်လိုက်ဦးမယ်ဒီမှာဆိုတော့ A1 က A1 PQ တန်ဖိုးဘယ်လောက်လဲဒီမှာ PQ တန်ဖိုးကဆိုတော့ပေးထားပြီးသား3ရှိတယ် PQ ရဲ့နေရာမှာ3 QR တန်ဖိုးဘယ်လောက်လဲ QR တန်ဖိုးကဒီမှာပေးထားတယ်2ရှိတယ် QR ရဲ့နေရာမှာ2ထည့်မယ် YZ တန်ဖိုးဘယ်လောက်လဲဒီမှာ YZ တန်ဖိုးက4လို့ပေးထားတယ်4ထည့်မယ် AZ တန်ဖိုးဆိုတော့ဒီမှာ AZ တန်ဖိုးကမသိဘူးဒီကောင်လိုချင်တာ PR တန်ဖိုးက2.5ဆိုတော့ PR နေရာမှာဒီနေရာမှာစပါ2.5ထည့်လိုက်2.5 PPI နဲ့မှာ2.5ထည့်ပေးရမှာအဲဒီမှာဆိုဒီနေရာတဘောထည့်လိုက်ပါဒီနေရာလေးမှာဆိုတော့2.5ရှိတယ်ဆိုတော့ဒီနေရာလေးမှာလေ PR တန်ဖိုး2.5ဟုတ်ပြီအဲ့တော့ဒီမှာဆိုတော့လိုချင်တာကဘာလိုချင်တာဆိုလို့ရှိရင် AZ ရဲ့ AY တန်ဖိုးလိုချင်တာဒီမှာရှိတဲ့ AZ နဲ့ AY တန်ဖိုးလိုဒါဆိုရင်ဒီမှာဒီ 4.2 တီးတဲ့အခါမှာ AY မဲ့3ကို 4.2 နဲ့ပေးညီလိုက်ရင်ဆိုတော့ AY တန်ဖိုးရမယ်ဒီ AZ ဘိုင် 2.5 ဒီမှာဆိုဒီကောင်နဲ့ပေးညီလိုက်လို့ရှိရင်ဆိုတော့လိုချင်တဲ့ AZ တန်ဖိုးရပြီပေါ့AZ တန်ဖိုးလိုချင်လို့ရှိရင်ဒီမှာနှစ်ခုစလုံးတီးတဲ့ 4.2 နဲ့ပေးညီလိုက်ဘူးဒါဆိုဒီမှာသွားကြရအောင်အဲ့တော့ဆိုတော့ဒီကောင်လေးအရင်ပေးညီလိုက်မယ် AY မှာဒီကောင်လေးယူလိုက်မယ်အဲ့တော့ AY မှာ3 equal 4.2ပေါ့ဒါဆိုလို့ရှိရင်ဆိုတော့ AY တန်ဖိုးလိုချင်တဲ့အခါမှာ1တက်လီ2နဲ့လီ4 3ဖတ်သွားတဲ့အခါမှာ3နဲ့လီ6 AY တန်ဖိုးစိတ်ရသွားမယ်ပြီးသွားတဲ့အခါမှာဒီမှာဒီကောင်က AZ ဘိုင်2.5နော်ဒီကောင်လေး 4.2 နဲ့ပေးညီလိုက်မယ်ဒီချမ်းလေးကိုဒီမှာ 4.2 equal AZ ဘိုင် 2.5 2တက်လီ2နဲ့လီ4 2.5 နဲ့2မြောက်တဲ့အခါမှာဖိုက်ရတယ် AZ တန်ဖိုးဖိုက်ရသွားဒါဆိုလို့ရှိရင်ဒီမှာတန်ဖိုးတွေရသွားပါပြီအဲဒီမှာဘာတန်ဖိုးရသွားတဲ့အခါမှာဒီမှာ AY တန်ဖိုး6ဒီမှာရှိတဲ့ AY တန်ဖိုးဒါ6ဆိုရသွားပြီပြီးသွားတဲ့အခါမှာ AZ တန်ဒါဆိုသူလိုချင်တာကဒီတတိကံ PG XYZ ရဲ့ပတ်လည်နာကိုလိုချင်တာ XYZ ရဲ့ပတ်လည်နာတတိကံ XYZ ရဲ့ပထို့ကြောင့်တတိကံ XYZ ပတ်လည်နာကိုလိုချင်လို့ရှိရင်ဒီမှာရှိတဲ့ AY တန်ဖိုးရဲ့ဒီမှာရှိတဲ့YZ တန်ဖိုးရဲ့ပြီးတဲ့အခါမှာ XZ တန်ဖိုးရဲ့ပေါင်းပေးရမယ်အဲ့တော့ AY တန်ဖိုးက6ရှိတယ် AY နေမှာ6 YZ တန်ဖိုးက4ရှိတယ်4 XZ တန်ဖိုးက5ရှိတယ်6ရဲ့4ရဲ့5ရဲ့ပေါင်းတဲ့အခါမှာ15ဆိုရရှိသွားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တတိကံ XYZ ရဲ့ပတ်လည်နာဒီ15ပေါ့တကယ်လို့ပုံစံတွေမှာစင်တီမီတာပိုင်းစင်တီမီတာပေါ့ဒီမှာဘာမှပေးမထားတဲ့အခါမှာသူ့ရဲ့ unit ကိုဘာမှထည့်တော့ဘူးနံပါတ်8ကိုဆက်သွားမယ်